ဆွေမျိုးစင်ဆက်စရာကိုတေချာကြည့်ရင်ကျွန်တော်စပြီးစိတ်ညစ်လာခဲ့တယ်တရွာလုံးပြုတ်ပြုံးသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားလို့မရလို့ပဲတင်မင်းကအနားထိုးလာပြီးဇရာကိုကြည့်ကလမ်းပြောတယ်ဒါတကယ်ပစ္စည်းကောင်းပဲဟာဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်လုံးကိုတတ်ဖို့အကွက်တီပဲကျွန်တော်ဘာမှပြန်မပြောပဲစိတ်ထဲနေဝေခွဲမရဖြစ်တာနဲ့လက်မိလိုက်တယ်တကယ်လို့ငါကလင်းကွမ်ကျုံးဟာအရက်မူပြီးသူ့မိမနဲ့အပြန်လန်ထိုးနှက်ကြရာကနေမိမကိုရိုက်တက်မိသွားတယ်ပြီးတော့သူကိုယ်တိုင်လည်းတွေးထွက်လုံပြီးတေဆုံးသွားတယ်လို့ရေးရင်ကောဖြစ်နိုင်မလားတင်မင်းကခေါင်းကိုစောင်းပြီးမယုံနိုင်တဲ့ပုံစံနဲ့ပြန်မေးတယ်မင်းကသူ့မိမကိုတောင်မချမ်းဘူးပေါ့ကျွန်တော်ကတော့တီတီငိမ့်ငိမ့်ပဲပြန်ပြောလိုက်တယ်စောင်းတစ်ထည်တဲ့အတူကြုံအိတ်တဲ့သူတွေပဲဘာထူးမှလဲပြီးတော့ငါကယောက်ျားမိန်းမလူကြီးကလေးခွဲခြားဆက်ဆံတတ်တဲ့သူမဟုတ်ဘူးအကုန်လုံးတည်ကြရမယ်တင်မင်းကခါကြောင်သွားပြီးမှခေါင်းရမ်းပြတယ်မရဘူးလူတယောက်ကိုတခြားလူတွေကိုတွားတက်ဖို့တိုက်ရိုက်ခိုင်းလို့မရဘူးဒါဆိုပတ်သက်ယုံလောက်ဆိုရင်ကောရလားဥပမာလင်းကွမ်ကျုံးကမြေပဲနဲ့အရက်တွဲတောက်ရမယ်ဆိုပြီးစိုးတင်းလို့တမိသားစုလုံးအတူတောက်မိကြတာမျိုးဒါမှမဟုတ်အဖွားကြီးကနှမျောလို့ဆိုပြီးပိုးသက်ဆေးပင်နေတဲ့ဆန်တွေကိုထမင်းချက်ကျွေးမိတာမျိုးပေါ့ဒါမျိုးကောအကျုံးဝင်လားတင်မင်းနှုတ်ဆက်သွားခဲ့တယ်သူကစိတ်ပြက်လက်ပြက်နဲ့ပြောလာတယ်မင်းတကယ်ကိုရုပ်မာလုံးနဲ့တည်ရင်နေရကြလိမ့်မယ်သူတို့ကမင်းရဲ့ဆွေမျိုးရင်းချတွေလေတကယ်ထပ်မစင်စားတော့ဘူးလားတင်မင်းရဲ့တုံ့ပြန်မှုကိုကြည့်ပြီးကျွန်တော်ခေါင်းညိတ်လိုက်တယ်ဆိုလိုတာကဒီနေ့လန်းကအလုပ်ဖြစ်တယ်ပေါ့အလုပ်ဖြစ်တယ်ဆိုမှတော့ကျွန်တော်ပျော်သွားပြီလေလင်းအောင်စုကတာကုတ်လ10ရက်နေ့မှာကားတိုက်ခံရတယ်လို့ဟန်ဆောင်ပြီးလျော်ချင်းငွေလိန်တောင်းကျင်လို့တမိသားစုလုံးကိုခေါ်ပြီးတွားလုပ်တယ်နောက်ဆုံးတော့လူအုပ်ကြီးရဲ့ဝိုင်းဝန်းရိုက်နှက်ခြင်းကိုခံရပြီးအကြီးတေသွားပြီးပကြီးအိမ်ကတခြားလူတွေလည်းဒီနေ့ဆိုတေလောက်ပြီးမို့ကျွန်တော်ကိုလာပတ်သက်မဲ့သူမရှိတော့ဘူးဒါကြောင့်ကျွန်တော်ရဲဝန့်ဝန့်ပဲအိမ်ထဲကိုရှောက်ဝင်လာခဲ့တယ်အိမ်ထဲကပရိယောဂတွေကတော့အကုန်လုံးနှိပါအစ်စ်လဲထားကြပြီးစားပွဲပေါ်မှာတော့ဖုံတွေအထူကြီးတက်နေခဲ့တယ်တင်မင်းကဘေးဘီကိုအကဲခတ်ရင်စူးစမ်းတယ်လို့မေးတယ်ဒါမင်းအိမ်လားငါမှအိမ်မရှိတော့ဘူးခုနကလည်းမင်းကြားသားပဲဒီအိမ်ကငါနဲ့မဆိုင်တော့ဘူးလေကျွန်တော်ခါလောက်ငြိမ်သွားပြီးမှရဲရင်ဆက်ပြောတယ်ငါမိဘတွေဆုံးတော့ကတေတန်းစာမထားခဲ့တော့ဥပဒေရဒီအိမ်ရဲ့တဝက်ကအဖိုးနဲ့ဖွားရရမှာအဖိုးနဲ့ဖွားကမှပကြီးကိုထပ်ပေးလိုက်တာတေမင်းကတခုခုဝင်ပြောဖို့ပြင်တော့မဲကျွန်တော်ကအလန့်တကြားអော်လိုက်တယ်တွားပြီးငါမေဘက်ကအမျိုးတွေကိုရေးဖို့မေ့သွားတယ်အဲ့ဒီကောင်တွေကပိုက်ဆံတွေယူသွားပြီးကြတဲ့ကငါစီတခါမှလာမကြည့်ကြဘူးငါမှသူတို့ရှိမှန်းတောင်မေးတော့မလို့ကျွန်တော်တကယ်ကိုနောင်တရားမိသွားတဲ့အခုကညစ်နေနေပြီဆိုတော့မနေ့ဖြန်မှပဲတွားရတော့မယ်နောက်တနေ့ကျွန်တော်အိယာကနိုးတော့မုန်းတဲ့နေပြီးထမင်းစားပြီးအပြင်ထွက်လာခဲ့တယ်တရွာလုံး6ကက်ပြီးအေးဆက်နေတာပဲလမ်းဘေးမှာလဲအလောင်းတွေကိုခဏခဏတွေ့နေရတယ်ရွာလူကြီးကတော့ရွာထိပ်မှာတင်နေခဲ့ပြီးသူ့အလောင်းကိုကြည့်ပြီးကျွန်တော်ရဲရင်ရေရွမိတယ်တေချင်းတရားကတကယ်ကိုတရားမျှတပါလားကျွန်တော်ရွာလူကြီးရဲ့သုံးပြီးဆိုင်ကယ်ကိုယူစီးလိုက်တယ်တေမင်းကဒါကိုခိုးတာလို့ပြောပေမဲ့ကျွန်တော်ကတော့သူ့ကိုမေးပြီးသူကမှမငင်းတာလို့ပြန်ပြောလိုက်တယ်ကျွန်တော်သုံးပြီးမောင်းတော့တေမင်းကဆိုင်ကယ်ပေါ်မှာငြိမ်လေးထိုင်လိုက်လာရင်ကျွန်တော်ကိုလူကောင်းတယောက်ဖြစ်အောင်လာပြီးတရားဟောနေသေးတယ်ကျွန်တော်သတိထားမိတာတခုကတော့သူကကျွန်တော်ကိုလူတက်ဖို့တိုက်တွန်းရတာစင်ခေါ်မှုမရှိဘူးထင်လို့အခုလူမတက်ဖို့ပြောင်းပြီးနားဘူးနားစာလုပ်နေတာပဲဖြစ်ရမယ်3နာရီလောက်မောင်းပြီးတော့အဖိုးနဲ့အဖွားအိမ်ကိုရောက်လာခဲ့တယ်သူတို့ကတော့ကျွန်တော်ကိုလုံးဝမကြိုဆိုကြဘူးပေါ့ဘာလို့လဲဆိုတော့သူတို့မျက်စိထဲမှာကျွန်တော်မေကတားဆူတောင်းရင်တမီးမွေးလာတဲ့သူဖြစ်ပြီးကျွန်တော်ကတော့အဲ့ဒီတမီးကနေထက်မွေးလာတဲ့တမီးပိုတယောက်ပဲလေဒါပေမဲ့ကိစ္စမရှိပါဘူးကျွန်တော်အဖိုးနဲ့အဖွားရဲ့ဓာတ်ပုံကိုကြည့်လိုက်တယ်ဒီနေ့တော့သူတို့တွေရက်တက်ဆက်တက်ရဲ့ကျေးဇူးကြောင့်အလဲရောက်ပြီလေဘာလို့လဲဆိုတော့ဦးလေးဖြစ်သူကတိတောက်ပေါ်မှာဗီဒီယိုတွေအများကြီးတင်ထားတာကိုရွာထိပ်ကအဖိုးဖွားတွေကလည်းကျွန်တော်ကိုသတင်းချက်လက်တွေပေးဖို့အရန်စိတ်အားထက်တန်ကြတယ်တကယ်ကိုအတုံးတဲ့ software ပဲနေပညာကလူသားတွေကိုအကျိုးပြုတာပဲဗျဦးလေးကကျောင်းမှာအနိုင်ကျင့်တတ်တဲ့အကောင်စားကြီးဖြစ်ခဲ့တာကိုကျွန်တော်ပျော်ပျော်ရှင်နဲ့ပဲတုံးပြီးဆိုင်ကယ်ကိုတချင်းကြီးပြီးမောင်းလာခဲ့တယ်ကောင်းကင်မှာတိမ်တုံးမှမရှိဘူးလေတိုက်တာလည်းအရန်နေလို့ကောင်းတယ်အဖေနဲ့အမေရဲ့တခြားမြေကိုရောက်တော့အုတ်ကူပေါ်မှာဖုံတွေအနှဲငယ်တက်နေခဲ့တယ်ကျွန်တော်ဖုံတုပ်ဖို့ထိုင်ချလိုက်ရုံရှိသေးကန်တော့ပွဲကဆရာကြီးလိုဝတ်ထားတဲ့လူငယ်တယောက်ကတသားလေးနဲ့ကျွန်တော်ကိုချိန်ပြီးအော်ပြောလာတယ်မကောင်းဆိုးဝါမင်းဘလို့အောက်လန်းတွေကိုတုံးလိုက်တာလဲငါခုနကရွာထဲသွားကြည့်တာတရွာလုံးအလောင်းတွေကြီးပဲအကုန်လုံးကအသေးဆိုးနဲ့တည်ထားကြတာကျွန်တော်လက်ကြည့်ပြီးရဲရင်မေးလိုက်တယ်ငါဘာတူလဲဆိုတာမင်းသိလားအဲ့ဒီဆရာကြီးကခါကြောင်သွားပြီးမှရဲဝန့်ပဲပြန်ပြောတယ်မတီးဘူးမင်းကဘယ်ကထွက်လာတဲ့အကောင်လဲသူကကျွန်တော်ကိုတန်တရားမျက်လုံးနဲ့စိုက်ကြည့်နေခဲ့တယ်ကျွန်တော်ကတီတီငိမ့်ပဲဆက်ပြောတယ်သူများနာမီမိကုံးမထုတ်ခင်ကိုနာမီအရင်မိတ်ဆက်ရတယ်လေဆရာကြီးကဂုံယူဝန့်ကြွားစွာနဲ့ငါကချင်းရွှီကျောင်းကဆရာတော်လီချင်းကိုတဲ့ချင်းရွှီကျောင်းကလီချင်းသူခေါင်းညိတ်တာကိုမြင်တော့ကျွန်တော်ပြုံးလိုက်တယ်မင်းကလူသားစင်စစ်ပဲမလားသူကရင်ဘက်ကိုမော့ပြီးအရန်ဂုံယူတဲ့ပုံစံနဲ့ဒါပေါ့လို့ပြောတယ်ကျွန်တော်ကတော့အော်အန်ဂျင်ရောင်ဆောင်ပြီးခေါင်းငုံကငြိမ်သွားခဲ့တယ်ဆရာကြီးကကျွန်တော်ကိုနားမလည်နိုင်တဲ့မျက်လုံးနဲ့ကြည့်နေတော့မယ်ကျွန်တော်မျက်တောင်လေးခတ်ပြီးရဲရင်ပြောလိုက်တယ်လီဆရာကြီးတို့တွေတကယ်ကိုရေဆက်ပါလာတာပဲနော်သူတခုခုပြန်ပြောဖို့ပြင်တော့ရှိသေးရုတ်တရက်ရင်ဘက်ကိုဖိပြီးဝုန်းခနဲ့လဲကျသွားခဲ့တော့တယ်ကျွန်တော်မိဘတွေရဲ့အုတ်ကူရှိမှပြန်ထိုင်ပြီးဖုံတွေကိုဖြည်းဖြည်းချင်းဆက်တုပ်နေခဲ့တယ်တင်မင်းကတော့ဘေးကနေကျွန်တော်တွေးလုံးနေဆိုပြီးလာနောက်ဆက်နေတော့မယ်ကျွန်တော်ငြိမ်နေတော့ရုတ်တရက်ကြောပြင်ကနေအေးဆက်အေးတက်တစ်ခုခန်းစားလိုက်ရတယ်လမ်းကြည့်လိုက်တော့ဝိယုံရှိဝတ်ထားတဲ့လူရိပ်နှစ်ခုရက်နေတာကိုတွေ့လိုက်ရတယ်အမဲရောင်တင်မင်းတမန်ရဲ့လက်ထဲကတန်ကြိုးကမြေပြင်မှာတရွတ်တိုက်ဆွဲလာပြီးအဖြူရောင်တင်မင်းတမန်ရဲ့ရှာအရှိကြီးကတော့ရင်ဘက်ထိတွဲကျနေခဲ့တယ်သူတို့ကကျွန်တော်တို့ကိုစိုက်ကြည့်ပြီးမင်းကတင်မင်းဖြစ်ပြီးဘာလို့လာရှုံနေတာလဲတို့မှာအလုပ်တွေဘလောက်များသွားလဲမင်းသိလားလို့အော်တော့တယ်တင်မင်းကတော့ဂယူးမဆိုင်တဲ့ပုံစံနဲ့ပျော်စရာကောင်းလို့ပါကွာဒီကဘာမှာလူသေးတာဘလောက်ရှိလို့လဲမင်းတို့ကလည်းတေးသေးဖွဲလေးကိုပြောပြီးတာနဲ့တင်မင်းကကျွန်တော်ကိုကြည့်ပြီးသူနဲ့အတူလိုက်ခဲ့မလားလို့မေးတယ်အဖြူမေးတင်မင်းတမန်နှစ်ယောက်ကတော့အလက်နကြားနဲ့မရဘူးသူကတော့နဲ့အတူနေရပြည်ကိုလိုက်ပြီးအပြစ်ဒဏ်ခံရမယ်လို့ဝင်သားကြရောကျွန်တော်ဖြည်းဖြည်းချင်းထည့်လိုက်တယ်ထိုတင်မင်းတမန်နှစ်ယောက်ကိုမကြည့်ပဲတင်မင်းကိုပဲစိုက်ကြည့်ပြီး
မင်းကငါ့ကိုခေါ်သွားချင်တာလားလို့မေးလိုက်တယ်တေမင်းကခန့်ငိန်သွားပြီးမှပုံမှန်ထက်အတန်းနေပြီးမလိုက်ချင်ဘူးလားငါနဲ့လိုက်ရင်အနည်းဆုံးတော့ဒုက္ခမရောက်တော့ဘူးလို့ပြောတယ်မလိုပါဘူးကျွန်တော်ရဲလိုက်ပြီးအဖြူမဲတေမင်းတမန်နှစ်ယောက်ဖက်လက်ကမေးလိုက်တယ်ငါတက်ခဲ့တဲ့လူတွေအခုမင်းတို့စီမှာရှိနေတော့မဲမလားအမဲရောင်တေမင်းတမန်ကြောင်သွားခဲ့တယ်ကျွန်တော်ဒါမျိုးမေးလိုက်မယ်လို့သူလုံးဝမထင်ထားဘူးလေသူခဏလောက်စဉ်းစားပြီးမှမင်းဘာလို့မလို့လဲလို့မေးတယ်ကျွန်တော်ပြုံးလိုက်ပြီးကောင်းပြီလေငါမင်းတို့နဲ့လိုက်ခဲ့မယ်ငါတကယ်ကိုမျှော်လင့်နေတာပြောပြီးတာနဲ့ကျွန်တော်ကိုပါကိုပြက်ပြက်သားသားပဲအဆုံးစီရင်လိုက်တော့တယ်အဖြူမဲတေမင်းတမန်နှစ်ယောက်ကတော့ခဏလောက်စွန့်သွားပြီးမှတန်ကျိုးနဲ့ကျွန်တော်လက်ကဝတ်ကိုလာကြည့်ကြတယ်ကျွန်တော်တေမင်းကိုလှည့်ကြည့်လိုက်တော့သူတကယ်ကိုမကြေမနက်ဖြစ်နေတဲ့ပုံစံပဲအမောင်ထုမြူခိုးတွေကိုဖျက်တမ်းသွားတဲ့အချိန်မှာနားထဲမှာတရေတစေတွေရဲ့အော်ဟင့်ကိုကြွေးတန်တွေကြီးပဲကြားနေရတယ်တိတ်မကြခင်မှာပဲရင်းနှီးနေတဲ့အော်တန်ကြီးတစ်ခုကိုကြားလိုက်ရတယ်အကြီးရဲ့အတန်ပဲကျွန်တော်တကယ်ကိုဝမ်းသာသွားခဲ့တယ်အကြီးတို့ကကျွန်တော်ကိုမြင်တာနဲ့အတင်းယုံကန်ပြီးလာရိုက်ဖို့လှုပ်ကြတယ်ပါဆက်ကလည်းမင်းငါတို့ကိုတက်တာဆိုပြီးအော်နေကြတော့မဲကျွန်တော်ပြန်ချဖို့ပြင်နှုံးရှိသေးမျက်စိရှိမှလူရိပ်နှစ်ခုပေါ်လာခဲ့တယ်သူတို့ကကျွန်တော်ရှိကနေကာကွယ်ပေးထားတာအဲ့ဒီကြောပြင်တွေကိုကြည့်ပြီးကျွန်တော်ခဏလောက်မိန်မောသွားခဲ့တယ်အဖေနဲ့အမေပဲသူတို့ကမတေခင်ကဝတ်ထားတဲ့အဝတ်စားတွေတိုင်းကျွန်တော်မှညံတဲ့ကအတိုင်းလုံးဝမပြောင်းလဲရှိနေခဲ့တယ်အဖေကပကြီးအပေါ်ခုံအုပ်ပြီးဘာလို့ငါကလေးကိုတေချာမဆောင်ရှောက်ခဲ့ရလဲဆိုပြီးဒေါသရကြီးနဲ့ဝိုင်းဆဲတော့တာပဲအမေကတော့ကျွန်တော်ကိုရင်ခွင်ထဲထည့်ထားပြီးမကြောက်နဲ့လှုပ်ချော့နေခဲ့တယ်ဘေးနားကမရဲစာရေးကတော့ဝင်ပြီးညီးရွားရှာတယ်ဒီကောင်ရဲ့ကျင်းစာကအချိန်ပိုဆင်းပြီးရုတ်တရက်တည်သွားတဲ့အလုတ်သမား10ယောက်ထက်တောင်ပိုများသေးတယ်မင်းတို့ကကိုပါကိုပဲစိတ်ပူကြဆန်းပါသူကပြောလဲပြောထုံမကောင်းဆိုးဝါးတရေတစုကိုလည်းဆွဲခေါ်သွားခဲ့တယ်အဖေကပြန်ဝဲလာပြီးကျွန်တော်ကိုတနာကိယူနာတက်တဲ့မျက်လုံးတွေနဲ့ကြည့်တယ်ကျွန်တော်ကတရေဖြစ်နေပြီဆိုပေမဲ့ဘာလို့လဲမသိဘူးမျက်ရည်တွေဝဲလာခဲ့တယ်မိဘတွေရဲ့ဂယူးဆိုင်တဲ့မျက်ဝန်းတွေကိုကြည့်ပြီးကျွန်တော်စိတ်မကောင်းခြင်းများစွာနဲ့တိုင်တီမိတယ်အဖေနဲ့အမေမရှိတော့တာသူတို့တွေတမီးကိုအမြဲနိုင်ကျင့်ကြတယ်ဒီကဘာကြီးကတမီးအပေါ်နည်းနည်းမှမကောင်းဘူးတမီးအဖေနဲ့အမေကိုအယမ်းလွှမ်းနေခဲ့တာနောက်ပိုင်းမှာတော့အဖေနဲ့အမေကလူပြန်မဝင်စားတော့ပဲကျွန်တော်ဘေးမှာပဲနေဖို့ရွေးချယ်ခဲ့ကြတယ်တင်မင်းကလည်းမကြာခဏလာလဲတက်ပြီးနိုင်ငံခြားဖြစ်ပစ္စည်းစမ်းလေးတွေလာပေးတတ်သေးတယ်ဟိုဆရာကြီးကိုတော့ကျွန်တော်နေရဲစာရေးကိုအကူအညီတောင်းပြီးမိုးကြိုးတစ်ချက်ပစ်ခိုင်းလိုက်တာသူပြန်ရှင်သွားလို့ကျွန်တော်တကယ်ပျော်မိတယ်မရဲပြီမှာနေတိုင်းဓာတ်တောင်ပေါ်လိမ့်နေရတာနာတော့နာတာပေါ့လေဒါပေမဲ့လည်းကျင့်သားရသွားပါပြီဒါအပြင်တကယ်လို့ကျွန်တော်သာတင်မင်းနဲ့မတွေ့ခဲ့ရင်ကျွန်တော်အလုပ်သမားပွဲစားကိုဓာတ်နဲ့ထိုးတက်မိပြီးထောင်ဆယ်စုနှစ်တခုမှကကြားလိုက်မယ်လို့မရဲစာရေးကပြောပြတယ်ထောင်ကထွက်လာရင်လည်းအလုပ်ကောင်းကောင်းရှာမရပဲဂျပန်လုပ်တွေပဲလုပ်ရင်နောက်ဆုံးယောဂဝေဒနာတွေနဲ့နာကျင်စွာတည်ဆုံးသွားမှာတဲ့တည်ပြီးရင်လည်းနေရဲပြီကိုပဲရောက်လာမှာကြီးပဲအခုတော့ပိုကောင်းတာပေါ့ကျွန်တော်လုပ်ခဲ့တဲ့အပြစ်တွေကများလုံးလို့တခြားနေရဲပုံလွာတွေစီသွားပြီးအပြစ်ဒဏ်ခံလို့ရသေးတယ်တပြိုင်နက်တည်းမှာပဲကျွန်တော်လက်ချက်နဲ့တည်ခဲ့တဲ့သူတွေကိုလည်းအနီးကပ်သွားရောက်စောင့်ရှောက်ပေးလို့ရသေးတာပေါ့သူတို့ကိုဝတ်လိုက်တယ်ဆိုတာဘာလဲဆိုတာကိုတေးသေးချာချာကြီးသိအောင်ခန်းစားခိုင်းရဦးမယ်လေ